I would never fall in love again until I found her. I said I would never fall unless it's you I fall into. I was lost within the darkness. Hello, Easy English Channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။တချင်းစာသားလေးတွေနဲ့အင်္ဂလိပ်စာလေ့လာကြမယ်ဆိုတဲ့ခေါင်းစဉ်အောက်ကတတိယမြောက်တချင်းလေးတစ်ပုဒ်ကိုရင်းရွေးချယ်ထားပါတယ်။အဲ့ဒါကတော့မသိတဲ့သူမရှိတော့တဲ့ Until I Found You ဆိုတဲ့တချင်းလေးပဲဖြစ်ပါတယ်။ဒီတချင်းလေးကိုရွေးရခြင်းရဲ့အကြောင်းပြချက်ကတချင်းလေးကနှုတ်ဝင်ချူရယ်နားထောင်ရတာအဆင်ပြေတယ်။ပြီးတော့တချင်းကလွယ်တဲ့အတွက်ကြောင့်မို့လို့လိုက်ပြီးတော့ကိုကလေ့လာမယ်ဆိုလို့ရှိရင်အဆင်ပြေတဲ့တချင်းလေးတစ်ပုဒ်ဖြစ်တယ်။အထူးသဖြင့်ဒီလိုမျိုးအင်္ဂလိပ်စာလေ့လာမယ်ဆိုလို့ရှိရင်ရွေးချယ်တဲ့တချင်းမျိုးစားထဲမှာပါတယ်။နောက်ပြီးတော့ဒီတချင်းထဲမှာရွေးထားတဲ့စကားလုံးလေးတွေကရိုးရိုးလေးတွေကြီးပဲ။ပြီးတော့ तू ကဒီတချင်းရဲ့အထူးခြားချက်က तू ကpronunciation ပေါ့နော်။စလုံးလေးတွေကို तू ကဖြည်းဖြည်းချင်း slowly ဖြည်းဖြည်းလေးပြောတယ် clear ရှင်းရှင်းလင်းလင်းပြောထားတယ်ဆိုထားတယ်။အဲ့အတွက်ကြောင့်မလို့ကိုကစာသားမကြည့်ဘူးဆိုလို့ရှိရင်တော့မှဒီတချင်းရဲ့80%လောက်ကိုဘာစကားလုံးပြောသွားလဲဆိုတာကိုကခံမှန်းလို့ရတယ်။အဲ့လောက်ထိသူက slow and clear ဖြစ်အောင်လို့ဆိုထားပါတယ်။အဲ့တော့ Until I Found You တချင်းလေးနဲ့စာလေ့လာကြပါမယ်။ဆိုရင် let's go. Georgia, wrap me up in all your ဒါစာသားကိုဖြတ်ချလိုက်တာနော်။ I want you to hold me close. Wrap me up ရဲ့အဓိပ္ပာယ်က hold me close ငါ့ကိုဖတ်ထားပေးပါလို့ဆိုလိုခြင်းဖြစ်ပါတယ်။နောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုလို့ရှိရင် close နေရာမှာ TIGHT tight လို့ပြောင်းပြီးတော့သုံးလို့ရပါသေးတယ်။ hold me tight ငါ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပေးပါ။အဲ့တော့ ၃ မျိုးတည်သွားပြီ။ wrap me up, hold me close, hold me tight. I was lost within the darkness, but then I found her. I was lost and lonely, but then I met her. ငါက darkness အမှောင်ထဲမှာပြောင်းနေခဲ့တယ်ဆိုတာကငါက lost and lonely ဆိုတာအထီးကျန်နေတယ်လမ်းပြောက်ပြီးတော့အထီးကျန်နေခဲ့တာဒါပေမဲ့ but then I met her သူမကိုငါတွေ့လိုက်ရတယ်သူမနဲ့တွေ့ဆုံလိုက်ရတယ် I was lost and lonely, but then I met her. နောက်ကတကြောင်ကိုမထည့်လိုက်ရတယ် I was lost and lonely. Heaven when I held you again. ဒါကတော့တေချာပေါက် simple ဖြစ်အောင်လို့ပြောင်းရမယ်စာသားလေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့စာသားကိုရုတ်တရက်ဖတ်လိုက်ရင်ဘာအဓိပ္ပာယ်မှန်းလေးနည်းနည်းမသိရတဲ့သိဖို့နည်းနည်းခက်တဲ့ပုံစံမျိုးလေးပေါ့။ It felt like heaven when I held you again. မင်းနဲ့တွေ့ဆုံလိုက်ရတဲ့အခါမင်းကိုပိုင်ဆိုင်လိုက်ရတဲ့အခါငါတို့ကနိဗ္ဗာန်ပုံလိုပဲဒါမျိုးရှိရတာဖြစ်ပါတယ်။ဒီနေရာမှာ when I held you again မှာမဟုတ်ဘူးနော်။ It felt like heaven, feels like heaven နိဗ္ဗာန်ပုံလိုပဲဆိုတာမျိုးတခြားကိစ္စအကြောင်းအရာတွေမှာလည်းသုံးလို့ရတယ်နော်။ဥပမာကိုကရေခဲမှုတ်စားရတာကြိုက်တဲ့လူမျိုးဆိုလို့ရှိရင် It feels like heaven when I eat ice cream ရေခဲမှုတ်စားတဲ့ချိန်နဲ့ငါတို့နိဗ္ဗာန်ပုံလိုပဲIt felt like heaven when I held you again. It felt like heaven when I held you again. How could we ever just be friends? How could we only be friends after that? How could we only be friends after that? အဲ့ဒီ that ဆိုတဲ့စလုံးလေးတစ်လုံးမှာအဓိပ္ပာယ်တွေအများကြီးပါတယ်နော်။ငါတို့ဒီလောက်ကြီးဖြတ်သန်းပြီးကမှဒီလောက်ကြီးချိန်ကြာကြီးတူတူရှိပြီးကမှဘာလို့တငယ်ချင်းဆင်းလောက်နဲ့ရက်နေရမှာလဲ။ဘာလို့တငယ်ချင်းမဲ့ဖြစ်နိုင်ရသေးရလဲ။သုံးလို့ရတယ်နော်အပြင်မှာလည်းအဲ့လိုအခြေအနေမျိုးတွေအများကြီးရှိရဟုတ်တယ်မလား။ How could we only be friends after that? I won't ever let you go again like I did. I will never make mistake of letting you go again. သူ့ရဲ့ငါကိုစာသားမှာ I will never let you go again. Let you go. ငါမင်းကိုဘယ်တော့မှဆွန့်လွတ်မှာမဟုတ်ဘူးဆိုတာလောက်နဲ့ရက်လို့ရပေမဲ့နောက်ကဆက်ပြောထားတဲ့ like I did ငါလုပ်ခဲ့ဘူးတယ်လို့မျိုးဆိုတော့အဲ့ဒါလေးကအဓိပ္ပာယ်လေးတစ်မျိုးပြောင်းသွားတာဖြစ်ပါတယ်။ I won't ever let you go ဆိုလို့ရှိရင်ငါမင်းကိုတွားခွင့်ပေးမှာမဟုတ်ငါမင်းကိုလက်လွတ်မှာမဟုတ်ဘူး။ဒါပေမဲ့နောက်က again like I did လို့ပါတဲ့ဟာလေးကအသက်ပါ။အဲ့ဒီရဲ့အဓိပ္ပာယ်ကဘာကိုပြောင်းသွားလဲဆိုလို့ရှိရင် I will never make mistake ငါအမှားထပ်လို့မှမဟုတ်ဘူးဆိုတော့ငါရှေ့မှာမင်းကိုလက်လွတ်ပြီးသားဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ရှင်တခြားသူတွေကိုဆုံးရှုံးမှုတာတွေလက်လွတ်မှုတယ်ဒီလိုမျိုးအတွေ့အကြုံတွေရှိပြီးသားဖြစ်မယ်အဲ့တော့ तू ကအဲ့လိုအမှားမျိုးထပ်လုံမှာမဟုတ်ဘူး
အဲ့တော့ငါမင်းကိုဒီလိုမျိုးလက်လွတ်လိုက်တဲ့အမှားမျိုးထပ်လုပ်မှာမဟုတ်ဘူးလို့အဓိပ္ပာယ်ရပါတယ်။နောက်က like I did ဆိုတဲ့သုံးလုံးနဲ့အဓိပ္ပာယ်ကတစ်မျိုးပြောင်းသွားတာဖြစ်ပါတယ်။ I will never make a mistake of letting you go again ဒီသချင်းလေးကမျှော်လင့်ချက်တွေပျောက်ဆုံးပြီးခါမှအချစ်ကိုပြန်လည်ရှာတွေ့တဲ့အကြောင်းကိုဆိုထားတာဖြစ်ပါတယ်။ပြီးတော့သူကနောက်ထပ်ဘယ်တော့မှထပ်မချစ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်ပေါ့နော်။ဒါပေမဲ့ Georgia ကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာအရာအလုံးကပြောင်းလဲသွားတယ်။အဲ့ဒီဇတ်လန်းလေးကိုသူကရေးသားထားတာဖြစ်ပါတယ်။ဒါကသူ့သချင်းရဲ့အနှစ်ချုပ်ပေါ့။အဲ့တော့ရှေ့မှာ Rina intro မှာပြောခဲ့တယ်လို့မျိုးပဲ simple English လေးတွေပဲသုံးထားတယ်။ပြီးတော့ကိုက listening အတွက်လေ့ကျင့်မယ်ဒါမှမဟုတ်လည်းအတန်အတွက်မျိုး pronunciation ပိုင်းလေ့ကျင့်မယ်ဆိုလို့ရှိရင်လည်းလေ့ကျင့်လို့ကောင်းတဲ့သချင်းတစ်ပုဒ်ဖြစ်တယ်ပြီးတော့ romance ချစ်ချင်းမြတ်တာအကြောင်းကိုနားလည်လာအောင်လို့လှပပနဲ့ရေးဖွဲ့ထားတဲ့သချင်းလေးတစ်ပုဒ်ဖြစ်တယ်ဒီလိုသချင်းကောင်းလေးနဲ့အင်္ဂလိပ်စာလေးလာတာတကယ်ကိုတန်ပါတယ်အကျိုးရှိတယ်လို့လည်း Rina ထင်တယ်ပေါ့ကဲဒီတော့ဒီနေ့အတွက်သင်ခန်းစာကတော့ဒီလောက်ပါပဲရှင်နောက်ရက်တွေမှာနောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့မှာမလားထပ်တွေ့မယ်နော်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်တွေ့ပါအောင်မယ်ရှင် See you in the next video. Bye bye. Fall in love again until I found her. I said I would never fall unless it's